တာအေဂျင့်လို့ခဏတင်ပေးပါလို့ပြောကြတဲ့ morning blog လေးကသတိမအိမ်မှာရိုက်တာဒီခါနောက်ဆုံးဖြစ်မှာပါရှင်ပုံမှန်ဒီလိုအလုပ်များတဲ့နေ့ဆိုရင်စိတ်နစ်ပြီးလုံးမအလုပ်ကပြီးတာမို့လို့တော်ရုံဆိုမရိုက်ဖြစ်ဘူးပေါ့နော်ဒါတွေက vlog ရိုက်ချင်တယ်လို့စဉ်းစားမိပြီးတော့ AC ရိုက်လို့ရအောင်9နာရီခွဲတာနဲ့အိပ်ရထားလိုက်ပါတယ်ရှင်အိပ်ရထားတာနဲ့အဝတ်လျှော်ချက်စာကျွေးပြီးတော့ကြက်ဥရင်ကောက်ပါတယ်ပုံမှန်ဆိုရင်တော့ကြက်ဥကနေတိုင်းကောက်ပါတယ်ရင်နေ့ရက်ကခရီးသွားနေတော့ပြန်လာမှကြက်ဥတွေကကောက်ပြီးဆေးရလို့နည်းနည်းများနေတာပါရှင်ဒါကတော့2ရက်ခွဲစာပေါ့နော်မတတိယပြောင်းမှုတွေအများကြီးဝယ်လာတာစားမကုန်တော့6သွားရောအဲ့တော့လွန့်ပစ်လိုက်ရတာပေါ့နော်မနေ့ညမိုးရွာထားတော့ပင်လေးတွေကရေမလောင်းရသေးပဲနဲ့တောင်မှစိမ့်လန်းနေရပဲစိတ်ချမ်းသာစရာလေးဒီပန်းပင်လေးတွေကအပေါ်ကနေပန်းပွင့်ကြွေကြပြီးတော့အလေးချပေါက်နေရပါရှင်ခြံထဲကိုလေးလာရေးဆင်းပြီးသွားပြီဆိုတော့ကလေးတွေနိုးလာရင်စားဖို့တွဲပီဇာလုပ်လိုက်ပါအောင်မယ်ရှင်ဒီနေ့လုပ်ဖြစ်တဲ့ပီဇာကိုရိုင်းဂျုံနေပြီးတော့မှလုပ်ထားတာပေါ့နော်ပီဇာကလည်းလုပ်တက်သွားပြီဆိုရင်တော့လွယ်လေးပါရှင်ကိုရိုင်းလှုပ်စားတာဆိုတော့ cheese များနဲ့ကိုကြိုက်တဲ့ topping ထည့်ပြီးတော့လှုပ်စားလို့ရတာပေါ့ရှင်လုံနီးသိကျင်နေဆိုရင်တော့ဆရာစားမချန်နောက်ရက်ကျရင်အသေးစိတ်တင်ပေးပါမယ်နော်မိုးကလည်း3ရက်ဆက်တိုက်ရှိပြီးရွာနေတာဆိုတော့နာစီချောင်းဆိုးကလည်းတအိမ်လုံးဖြစ်ချင်နေကြပြီတထင်းနဲ့တထင်းမှနိုးလာရင်တောက်ဖို့အတွက်ဂျင်းလက်ဖက်ရည်လေးလည်းဖျော်ပေးထားလိုက်ပါတယ်ရှင်ဂျင်းလက်ဖက်ရည်ဖျော်နည်းကိုလည်းမေးနေကြတာကြာပြီးနောက်ရက်ကျမှတင်ပေးပါမယ်နော်ဒါတော့တန်ရှင်းလှုပ်ထားတာကိုပြတာပါမလှုပ်ခင်နဲ့လှုပ်ပြီးတော့ပဲရိုက်လိုက်ရပါတယ်ရှင်ရင်ရက်ကခီးတွေသွားနေရဆိုတော့အလုတ်ကအကျွေးတွေကြံနေရနဲ့ဒီနေ့မနေ့လေးအိမ်ကက်ရတာနဲ့တခါတည်းရှင်းလိုက်ပါတယ်ဒီစားကြောင်းနဲ့လိုပဲပြောရမလားမသိဘူးဇွန်းနေခင်းနေရောနေလည်းမကြိုက်ပါဘူးတန်ရှင်းလှုပ်ပြီးတာနဲ့နေ့လည်စာထမင်းစားချက်လိုက်ပါတယ်ရှင်ဒီနေ့ကအင်းနောက်ဆုံးနေ့ဆိုတော့တထေးဖေအိမ်မှာထမင်းသွားစားကြမှာမို့လို့မိသားစု9စုစာကိုအိမ်ကနေပဲချက်သွားပါတယ်ရှင်စကားမဆန်းတော့လို့ရင်ငယ်ပြီးပါချက်လိုက်ရပါတယ်ထမင်းကိုစိတ်ကောင်လုံးပြီးအုံထားတာနဲ့တွဲစားမှာမို့လို့ထောပတ်နဲ့မိုးမွေးလေးနဲ့အီထွေးလေးချက်ပေးထားပါတယ်ရှင်တို့ကြောင့်အတွက်နေ့လည်စာကိုတော့ခါကျက်ဥကိုပေါင်းပြီးတော့မှကြိတ်ထားတာလေးထည့်သွားပါတယ်ရှင်သူ့အမေကလေခင်မိပြီးတော့မှအိုစားကိုရမ်းစင်တတ်တာကြည်အောင်ချစ်စရာလေးတွေလက်ကောင်လည်းကြည်အောင်ချစ်စရာကောင်းချက်ကြီးอ่ะဒါကတော့ဒီနေ့လုပ်တဲ့ဟာမဟုတ်ဘူးမနေ့ကလုပ်သွားတဲ့ဆလတ်ပါရှင်နေ့ကတော့မဲသားခင်ကိုမှဆလတ်ရဲ့ omani bread ရဲ့တွဲစားကြတာပါအမကတော့ omani bread နဲ့တွဲစားရတာမကြိုက်လို့ဆလတ်နဲ့အသားခင်နဲ့ပဲစားလိုက်ပါတယ်ရှင်ဒီလိုအသားခင်စားရတဲ့နေ့မျိုးဆိုနှစ်ထင်းနေပါညောင်းပါတယ်ဒါကတော့ဒီနေ့အင်းနောက်ဆုံးနေ့မှာစားရတဲ့စိတ်အကောင်လိုက်ကိုမိအောင်ထားတဲ့ဟာပေါ့နော်ဒါကတော့တထေးမအပြန်ပါဆယ်ဆွဲလာတဲ့ဟာပေါ့နော်ကျမကတော့ဘိုင်းမစားလို့မစားခဲ့ပါဘူးစိတ်အကောင်လိုက်ကိုအရသာအမွှေးကြိုင်နေနေပြီးတော့မြေကြီးအောက်ထဲမှာ48နာရီနှက်ထားပါတယ်3ရက်မြောက်နေ့ကျမှမိအောင်လိုက်တာပါရှင်ဒါကလည်းအရန်ကိုမှနူးညံ့ပြီးတော့မှအင်းနေတွေကျမှပဲလှုပ်ရှားကြတာပေါ့နော်နေ့ vlog လေးကတော့ဒီလောက်ပါပဲကျေးဇူးပါရှင်ဘိုင်ဘိုင်